ဗမာချက်ကိုမပြုတ်ဖဲကြော်ရင်မာလာလို့မေးတဲ့သူတွေဒီနီးလေးနဲ့ကြော်ကြည့်ပါနော်ကြက်ကြော်ပူပူလေးနဲ့ပဲပြုတ်ထမင်းစီစမ်းလေးနဲ့ဆိုတော့အရန်ရတာရှိတဲ့ထမင်းတစ်နက်ပါပဲရှင်အရင်ဆုံးရေဆေးတန်းစင်ထားတဲ့ကြက်သားကိုစားစနွင်းအချိုးမုံတို့နဲ့နေပြီးတော့နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်အိုးပူလာပြီဆိုရင်တော့စီများများလေးထည့်ပါမယ်စီကိုရွှေအုံမြေပဲစီတန်လေးသုံးထားပါတယ်မီအေးလေးနဲ့စိတ်ရှိရှိလေးကြော်ပေးရပါမယ်မီးလုံးဝမပြင်းရပါဘူးနော်တစ်ဖက်ကရဲပြီဆိုရင်နောက်တစ်ဖက်လှမ်းပေးပါမယ်ရွှေအုံမြေပဲစီကိုမြမမြေပဲများရဲ့ကအကောင်းဆုံးလုံးကျောလုံးတန်မြေပဲဆန်များကိုသာရွေးချယ်တန့်စင်ပြီးတော့ထုတ်လုပ်ထားတာမလို့100 ရာခိုင်နှုန်းမြေပဲစီစစ်ဖြစ်ပါတယ်ဒီအနေထားလေးဆိုရင်တော့ဆယ်လို့ရပါပြီကြက်ကြော်ကိုမမာသွားအောင်လို့ကြော်ထားတဲ့စီနဲ့စိမ်ထားပေးပါမယ်ကြက်ကြော်ပူပူလေးနဲ့တွဲစားဖို့ပဲပြုတ်ထမင်းစီစမ်းလေးပြင်လိုက်ပါမယ်စားလေးထည့်ပြီးရွှေအုံမြေပဲစီလေးဆန်းလိုက်ရင်တော့အရန်ရတာရှိတဲ့ထမင်းပွဲလေးရပါပြီရှင်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်